နာဂတ်မှာ Greenland ကဘလို့ချင်းနေမှာရှိနေမလဲဆိုတော့မိကုန်းတွေကအများကြီးရှိနေသေးရဲ့မိကုန်းထုတ်ချင်စရာကောင်းတော့ကလည်း Greenland ကအမေရိကန်အသေးအတန်လိုချင်နေရဗျာအမေရိကန်ပဲမကောက်ဘူးရုရှားနဲ့တရုတ်ဆိုလည်း Greenland နဲ့မနီမဝေးကအာတိတ်ဆက်ဝိုင်းတွေမှာနေရာယူထားပြီးကြပြီဗျာ Greenland ကျွန်းရဲ့80ရာခိုင်နှုန်းလောက်ကကီလိုမီတာနဲ့ချီပြီးတော့ဒုကြီးတဲ့ရေခဲပြင်တွေနဲ့ဖုံးလွှမ်းနေရဗျာဒါပေမဲ့ရာသီဥတုတွေဖောက်ပြန်လာတဲ့အခါမှာအဲ့ဒီရေခဲပြင်တွေကအရေးပြောလာတယ်နှစ်တန်းပေါင်းချီပြီးတော့နှစ်မြုပ်နေတဲ့တွင်းထွက်တယံဇာတတွေကအဲ့ဒီရေခဲပြင်တွေကအောက်မှာရှိနေရဗျာအဲ့ဒါတွေကရေခဲပြင်တွေအရေးပြောလာတဲ့အခါမှာပေါ်လာတာပေါ့ဘူမိဗေဒပညာရှင်တွေပြောပုံရဆိုရင် Greenland ကကမ္ဘာရှေးကြဆုံးကြောက်လွှာတွေရှိတဲ့နေရာဖြစ်ပြီးတော့အဲ့ဒီကြောက်လွှာတွေထဲမှာရွှေစိန်တွေတန်ရိုင်းတွေဇင်းနဲ့နီးကဲတွေအဲ့လိုအဖိုးနဲ့တက်တူတွေအများကြီးရှိနိုင်တယ်ဆိုပြီးတော့ခံမှန်းကြရဗျာအဓိကအနေနဲ့ကတော့ဒီဘက်ခေတ်ကမ္ဘာမှာကမ္ဘာနီးပညာရေးလောကမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတက်တူတွေက Greenland မှာအများကြီးရှိနေရဗျာလက်ရှိကမ္ဘာမှာမြေရှားတက်တူထုတ်လုပ်မှုရဲ့90ရာခိုင်နှုန်းကျော်ကိုတရုတ်ကထိန်းချုပ်ထားတာဒါကြောင့်မလို့အမေရိကန်နဲ့ဥရောပနိုင်ငံတွေကတရုတ်ပေါ်မှာမီခိုနေရတာကိုရှော့ချဖို့အတွက် Greenland ကိုအဓိကအနေနဲ့ပြတ်မှတ်ထားလာကြတယ်ဗျာပြီးတော့ Greenland မှာ uranium လည်းထွက်တယ်ပင်လယ်ရေအောက်ကျမ်းပြင်မှာလည်းရေနံနဲ့တဘာဝဓာတ်ငွေ့တွေရှိနိုင်တယ်ဆိုပြီးတော့ခံမှန်းကြတယ်အရှေ့ဘက် Greenland ဒေသမှာရှိတဲ့ Jameson Land မှာဆိုရင်ရေနံ73ဘီလီယံလောက်ထိရှိနိုင်တယ်ဆိုပြီးတော့ပြည်ထောင်ကုမ္ပဏီတစ်ခုကခံမှန်းထားရလဲရှိရဗျာဒီလိုမျိုးတင်ရဇာတာတွေကျွဲတာကြောင့်မလို့အမေရိကန်နေပြီးတော့ Greenland ကိုအသေးအတန်လိုချင်နေတာတစ်ချက်နောက်တစ်ချက်ကတော့ပထဝီနိုင်ငံရေးကြောင့်မလို့အမေရိကန်က Greenland ကိုလိုချင်တာလည်းပါတယ်မြေပုံတေချာကြည့်မယ်ဆိုရင် Greenland ကအာတိတ်ဒေသမြောက်အမေရိကနဲ့ဥရောပတိုက်စုံချက်နေရာမှာရှိနေရဗျာအဓိကအနေနဲ့ Greenland Iceland နဲ့ UK ကြားရေပြင်လမ်းကြောင်းကရုရှားရေကုန်တင်မောတွေအတ္တလန်တိတ်သမုဒ္ဒရာတွေဝင်မှုအတွက်အဓိကသုံးရတဲ့လမ်းကြောင်းဗျာအဲ့ဒါကိုသတိထားမိနေတဲ့အမေရိကန်ကဒီ Greenland နေရာကိုထိန်းချုပ်လိုက်မယ်ဆိုရင်ရုရှားရဲ့ရေကြောင်းအင်အားကိုပိတ်ဆို့ထားနိုင်တာနဲ့အတူတူပဲဗျာပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်တွေစောက်ခဲ့တဲ့စစ်အခြေစိုက်စခန်းကလည်း Greenland မှာရှိနေအဲ့ဒီစခန်းမှာတက်ထားတဲ့အဆင့်မြင့်ရေဒါစနစ်တွေကမြောက်ဝင်ရုံးစုံကိုဖျက်ပြီးတော့အမေရိကန်စီကိုဥတီပြီးတော့လာနိုင်တဲ့ဘလို့ဒုံးကြီးကိုမဆိုကြိုပြီးတော့တတိပေးနိုင်တဲ့အဓိကကြောရိုးဖြစ်နေရဗျာထင်သာမြင်သာရှိအောင်ပြောရမယ်ဆိုရင် Greenland ဆိုတာအမေရိကန်နိုင်ငံရဲ့မြောက်ဘက်ကတကားဆောင်နဲ့တူတယ်ဗျာအဲ့ဒီလိုမျိုးတင်ရဇာတာကျွယ်ဝတာတွေပထဝီမြေအနေထားအကြောင်းမလို့အမေရိကန် Greenland ကိုအသေးအတန်လိုချင်နေရဆိုပြီးတော့လေလူတော်တော်များများသုံးသပ်ကြတယ်လက်ရှိမှာတော့ Greenland ဆိုတာဒိန်းမတ်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုအနေနဲ့ပဲရှိနေသေးရဗျာအခုချိန်ဒီ Greenland ကျွန်းရင်ပုံမှန်လည်ပတ်ဖို့ဆိုရင်ဒိန်းမတ်အစိုးရအနေနဲ့နှစ်စဉ်ထောက်ပံ့ကြေးဒေါ်လာတန်း900ကျော်ပေးထားတယ် Greenland လူမျိုးတွေကတော့သူတို့ရဲ့တင်ရဇာတာတွေကိုသူတို့ပဲကိုယ်တိုင်ထုတ်ယူသုံးစွဲပြီးတော့စီးပွားရေးလွတ်လပ်လာလို့ရှိရင်ဒိန်းမတ်ကနေခွဲထွက်ပြီးတော့တိကျလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ရပ်တည်ခြင်းနေကြရဗျာဒါပေမဲ့လည်းလက်ရှိအခြေအနေမှာတော့မှ Greenland ကဒိန်းမတ်အောက်ကနေရုံမထွက်နိုင်ဘူးအဲ့ကြားထဲမှာမှအမေရိကန်ကပါအသေးအတန်လိုချင်နေသေးရဗျာဒီနေ့ခေတ်ရဲ့အခြေအနေအပြောင်းအလဲကိုကြည့်လိုက်လို့ရှိရင်လည်းစေရကိုလိုနီလောက်တာမျိုးတွေမဟုတ်တော့ဘူးစီးပွားရေးကကိုလိုနီလောက်ကြတဲ့ပုံစံတွေကပြောင်းလာတယ်အဲ့တော့တရားဇာတာကျွဲရဲ့နိုင်ငံလေးတွေအတွက်ကတော့စိုးရိမ်စရာတွေများနေရဗျာအခု Greenland ဆိုရင်လည်းဒီတရားဇာတာတွေကသူတို့အတွက်ကောင်းကြီးတစ်ခုဖြစ်လာမလားချိန်စာတစ်ခုဖြစ်သွားမလားဆိုတော့စောင့်ကြည့်ရတော့မှာပဲ